ဒီနေ့မှာတော့နော်ဒါသားတို့ကိုချောင်းကောက်သေးလေးတစ်ကောင်းနဲ့ဒါသားတို့ကိုမိတ်ဆက်ပေးမယ်စိတ်ဝင်စားရင်လိုက်ကြည့်လိုက်โอเคရှိုးကေရကျွန်တော်တို့တစ်ချက်သွားကြည့်ကြမယ်ရှိုးကေရမှာသွားကြည့်လိုက်မယ်ဆိုလို့ရှိရင် Floran ရဲ့ Fluffy Drink လေးကိုတွေ့ရမယ်ဗျာအခုက Funny လက်ပြီးတော့လေးပါမယ်ဖန်ကို blazing skin လေးဒေလာ blazing skin လေးချောင်းမိုးကြီးနောက်တော့ Lancelot EB လေး EB လေး EB လေး Harry live on လေးထပ်ပါမယ် Yuri နဲ့ EB လေးလည်းပါမယ် Brand skin လေးလည်းပါအောင်မယ်တော့ Masha skin လေးလည်းပါမယ်နော်နေရာစကင်မှာဆိုလို့ရှိရင်မီယာ Star skin လေးအနာဗီ Star skin လေးအဲ့တော့အဲ့မှာထပ်ပါမယ် Star skin တော်တော်များပါတယ်နေရာစကင်မှာnext skin မှာဆိုလို့ရှိရင်တော့ Figure skin လေးတော်များတယ်နော် Starlight member ချက်ကိုဒါတို့ပြပေးမယ် Starlight member ဆိုလို့ရှိရင် Starlight 30နဲ့မှ3ခုထပ်ပြီးပေါင်းမယ်နော် record ပိုင်းကိုချက်သွားကြည့်ရမယ် record ပိုင်းမှာဆိုလို့ရှိရင် Metro Zero record အပိုင်လေးထပ်ပြီးတော့ပေါင်းမယ်ဗျာအောင်ရင်ကျွတ်စင်နဲ့ဒီကလို့လည်းကောင်းတယ်နောက်ပြီးတော့ငကားလေးကောင်အဆက်ထပ်ပြီးပါမယ်ပန်းနေလဲလာရဲမဆိုးဘူးအကောင့်လေးပုံနဲ့ကေးဖက်တွေလည်းမိုက်မယ်ဒီဖက်တွေလည်းဆောင်းရမ်းကျန်းတယ်အထရီဆိုလို့ရှိရင်လည်း brother ကိုချက်လိုက်ကြည့်လိုက်သိန်း9ကောင်ရှိရယ် Federing Korea Lila Hanabi 1V ဆောင်းရမ်းကျွတ်တဲ့လာတဲ့စကင်လေးတွေပါမယ်အိုင်မသိတဲ့လေးလည်းမကျင်းတဲ့လေးဆိုလို့ရှိရင်သကွက်ထောင်ပြီးတော့လေကိုင်းလေရတယ်သကွက်မှာဆိုလို့ရှိရင်လည်းကိုယ်ပိုင်သကွက်လေးနဲ့ကြည့်မယ်ဟုတ်နော်ဘာလို့လေကိုင်းလို့ဆောင်းရမ်းကောင်းရနော်ကိုယ့်အကိုပဲသကွက်ထောင်ပြီးတုံးမလားအဲ့တော့ဒီကောင်လေးကိုလိုချင်ပါတယ်ဝယ်ချင်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram channel လေးကိုကျွန်တော်ရဲ့ TikTok ပါမှာပြထားတယ်ဒါတော့လာရောက်ကြည့်လို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါ